ဆိုင်မှာစားနေတဲ့ဧည့်သည်ကြီးလည်းအမှမှောက်ပြီးတော့နေရတယ်မန္တလေးတခြားနေရာတွေတော့ဘယ်လိုလဲမသိဘူးတရားကြီးကတော့ကျိုးသွားတယ်ဆိုင်မှာဟိုဘက်မှာလည်းဖျားတွေလည်းပြုတ်ကျ